လီဗာပူးအသင်းနဲ့နှစ်စာချုပ်တရားဝင်ချုပ်ဆိုလိုက်ပြီဖြစ်တဲ့နီပြသစ်အီရာအိုလာညီကိုတို့မင်္ဂလာပါလီဗာပူးရှိုးမြန်မာတူတာပါတော့နီပြအီရာအိုလာနဲ့လီဗာပူးအသင်းတို့ဒီကျွန်တော်တကယ်ကိုတရားဝင်နှစ်စာချုပ်ကိုချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်အခုအီရာအိုလာဒီကျွန်တော်တို့ဒီကြိုပြီးသဘောတူတဲ့ဟာမျိုးမဟုတ်ဘဲနဲ့အခုလက်ရှိတရားဝင်ကိုလက်မှတ်ရေးထိုးလိုက်ပြီအဲ့တော့လီဗာပူးအသင်းရဲ့တရားဝင်နီပြအဖြစ်ကျွန်တော်တို့ဖြစ်သွားပြီဖြစ်ပါတယ်အဲ့တော့အီရာအိုလာဒီလီဗာပူးအသင်းနဲ့နှစ်ရှိတဲ့စာချုပ်ကိုချုပ်ဆိုလိုက်ပြီးအဲ့စာချုပ်တက်တန်းဒီကျွန်တော်တို့ဒီဂျွန်2028အထိဒီတက်တန်းရှိမှာဖြစ်ပါတယ်မနေ့အထိကအီရာအိုလာနဲ့လီဗာပူးအသင်းဒီကျွန်တော်တို့ဒီ verbal agreement ပေါ့နော်ကြိုပြီးသဘောတူညီမှုရရှိထားတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်ဒီနေ့မှာတော့အီရာအိုလာကိုယ်တိုင်လီဗာပူးအသင်းနဲ့လက်မှတ်ရေးထိုးပြီးပြီဖြစ်ပါတယ်အဲ့တော့တကယ်ကိုအီရာအိုလာနဲ့လီဗာပူးအသင်းနဲ့ခေတ်တစ်ခေတ်ကိုပြန်လည်စတင်ကြတော့မှာပဲဖြစ်ပါတယ်အနိစလောမှာကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အရန်ကိုပြီးဖို့ကောင်းတဲ့ဒီ football ကနေပြီးတော့ဒီအီရာအိုလာခေတ်တစ်ခေတ်တကယ်ကိုကျွန်တော် heavy metal တွေကိုပြန်စတင်မဲ့ခေတ်လုံးဝကစားကွက်အစပြီဆိုလို့ရှိရင် intensity အပြည့်နဲ့တကယ်ကို attacking ပြီး attacking ဒီပြိုင်ဘက်ကစားသမားတွေပြိုင်ဘက်နောက်တန်းတွေတိုင်းကိုတက်ရှူအားကျက်စေမဲ့တကယ်ကို intensity မြင့်မြင့်နဲ့ heavy metal ပုံစံကိုအသက်သွင်းမဲ့လီဗာပူးရဲ့ခေတ်တစ်ခေတ်ကိုပြန်လည်စတင်တော့မှာပဲဖြစ်ပါတယ်။ရော်လာလီဗာပူးအသင်းဒီနီးပြဖြစ်လာတာတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းတယ်။ကျွန်တော်နောက်ဝတီလီဗာပူးအပွဲတွေကိုကျွန်တော်စိတ်လှုပ်ရှားမှုအပြည့်နဲ့ကြီးစုရတော့မှာပဲဖြစ်ပါတယ်။အဲ့တော့ဒီလီဗာပူးတင်နေပြီးတော့ welcome လုပ်ပါတယ်လီဗာပူးအသင်းနီးပြတရားဝင်ဖြစ်သွားတာကိုကျွန်တော်တို့ဒီပရိသတ်တွေအနေနဲ့အီရာအိုလာကိုကြိုဆိုပါတယ်။အီရာအိုလာဒီလီဗာပူးတင်တဲ့နှစ်တက်တန်းရှိတဲ့စာချုပ်ကိုလက်မှတ်ထိုးပြီးနောက်ပိုင်းမှာတော့သူဘုံပေါက်မှာတူတွဲလုပ်ခဲ့ကြတဲ့သူရဲ့ဒီနီးပြအဖွဲ့ဝင်တွေကိုလည်းလီဗာပူးအသင်းကိုခေါ်ဆောင်ခြင်းနေတယ်အဲ့နီးပြအဖွဲ့ဝင်တွေကတော့အီရာအိုလာနဲ့ဘုံပေါက်မှာတူလှုပ်ဆောင်ခဲ့ကြတဲ့သူရဲ့ညာလက်ရုံဖြစ်တဲ့လက်ထောက်နီးပြပါမယ်ပြီးလို့ရှိရင်ဒီကြက်ခိုင်နီးပြ fitness coach ပါမယ်အဲ့ဒါပြောမှ set piece နီးပြ set piece coach ကိုပါသူဒီဘုံပေါက်အသင်းကနေပြီးလီဗာပူးအသင်းကိုတခါတည်းခေါ်ခြင်းနေတယ်တကယ်သူရဲ့ကျွန်တော်တို့ဒီဘုံပေါက်အသင်းမှာအားကိုးခဲ့ရတဲ့ဒီလက်ရုံတွေကိုတူဒီလီဗာပူးအသင်းမှာသူနီးပြတဲ့ဖြစ်တဲ့အချိန်မှာတူခေါ်ခြင်းနေတယ်အဲ့ဒီမှာအားရဖို့အကောင်းဆုံးတော့ set piece ကိုရှောင်းလာမှာပဲဖြစ်ပါတယ်လီဗာပူးအသင်းရဲ့ set piece တွေကဒီအရင်ရာသီတော့အာနီစလောလက်ထက်မှာတော်လေးကိုထိုးဆင်းသွားခဲ့တယ်တော်လေးကိုဒီ Premier League မှာဆိုလို့ရှိရင်အဆိုးဆုံးအခြေအနေထိဖြစ်သွားခဲ့ရတဲ့အခြေအနေမှာရှိခဲ့တယ်အဲ့တော့အဲ့လိုမျိုး set piece နီးပြအသစ်ရောက်လာမယ်ဆိုလို့ရှိရင်တော့တော်လေးကိုလီဗာပူးအသင်းရဲ့ဒီ set piece ဘိုင်းမှာပို့ပြီးအားကောင်းလာနိုင်ကြီးရှိတယ်လို့မြင်မိပါတယ်အဲ့တော့အီရာအိုလာသူနဲ့အတူတွဲလို့ဖို့နီးပြအဖွဲ့ဝင်တွေကိုလည်းဒီခေါ်ယူပေးဖို့လီဗာပူးအသင်းကိုတောင်းဆိုထားကြောင်းသိရပါတယ်အဲ့တော့လီဗာပူးအသင်းကဘယ်လောက်ထိလုပ်ပေးမလဲပင်နီးပြတွေကိုခေါ်ပေးသွားမလဲဆိုတာသူဆက်လက်စောင့်ကြည့်ကြမယ်ပြီးရင်နောက်တစ်ခုရှိတာအီရာအိုလာဒီလီဗာပူးအသင်းနဲ့ဒီကျွန်တော်တို့ဒီစာချုပ်ကနှစ်ချုပ်ဆိုလိုက်ပါတယ်ပုံမှန်ဆိုလို့ရှိရင် Premier League မှာနီးပြတွေစာချုပ်ချုပ်ဆိုတာဒီကျွန်တော်တို့ဒီအနည်းဆုံး၄နှစ်လောက်ထိချုပ်ဆိုကြတာများတယ်ဒါပေမဲ့အီရာအိုလာဘာဖြစ်လို့နှစ်ပဲချုပ်ဆိုလဲဆိုတော့ဒီမေကွန်းတွေလည်းအကြောင်းရင်းတွေကိုလည်းသိချင်နေကြမယ်ထင်တယ်အကြောင်းကိုပါတစ်ခါလေး sharing လုပ်ပေးပါမယ်အီရာအိုလာဒီသူ့ရဲ့ပုံစံအရသူဒီအရင်တော့ဒီအရင်အသင်းတွေမှာကျွန်တော်ဘုံမောက်ဖြစ်ဒီ Velicano ဖြစ်သူ့ရဲ့အရင်အသင်းတွေမှာရှိစဉ်အခါတွေကအသင်းနဲ့စာချုပ်ချုပ်ပြီးဆိုလို့ရှိရင်သူဒီတက်တန်းတူလေးပဲစာချုပ်ချုပ်လေးရှိတဲ့နီးပြဖြစ်ပါတယ်ဒီတက်တန်းတူစာချုပ်တွေကိုပို့ပြီးတော့သဘောကျလေးရှိတဲ့နီးပြဖြစ်ပါတယ်လီဗာပူးအသင်းနဲ့လည်းအခုလက်ရှိသူဒီနှစ်စီရဲ့စာချုပ်တက်တန်းတခုကိုသူချုပ်ဆိုလိုက်ပါတယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းပြချက်ကသူ့မှာခိုင်လုံရှိရဲသူဒီအသင်းနဲ့သူ့နီးပြအဖြစ်ခံပြီးသူဒီအသင်းနဲ့စာချုပ်ချုပ်ပြီးဆိုလို့ရှိရင်တက်တန်းအရှိလာစားတလုံးတစ်ခဲနဲ့အဲ့လိုချုပ်တယ်ဆိုတာထက်အဲ့လိုမျိုးတက်တန်းတူလေးဒီတစ်နှစ်ဖြစ်အဲ့လိုချုပ်ပြီးလို့ရှိရင်သူဒီအဲ့ကာလအတွင်းမှာသူ့ရဲ့အရေးသွေးတွေသူ့ရဲ့အရေးချင်းတွေသူဘာလုပ်နိုင်လဲဆိုတဲ့ဟာတက်တည်ပြမယ်အသင်းအတွက်ကိုအကောင်းဆုံးလုပ်ပေးမယ်အကောင်းဆုံးဆွဲတင်ပေးမယ်โอเคအဲ့ကြမှာဒီတစ်နှစ်ကြာသည်နှစ်နှစ်ကြာသည်ပြီးသွားမှသူ့ရဲ့အရေးချင်းတွေကိုသဘောကျတယ်သူတိဆောက်ပေးလိုက်တဲ့ system တစ်ခုဟာအသင်းအတွက်အရန်သုံးဝင်တဲ့ဒီပရိသတ်တွေရောဒီအသင်းရဲ့အကြီးပိုင်းရောဒီကစားသမားတွေကလည်းသူ့အားကိုးလာပြီးဘောကြတယ်ဆိုလို့ရှိရင်နောက်ထပ်တိုးပြီးတော့ဒီအသင်းအကြီးကဲပိုင်းတွေနဲ့ထပ်ပြီးတော့သူဒီစာချုပ်ချုပ်မယ်ပြောချင်တာအဲ့တော့အီရာအိုလာဒီသူ့ရဲ့ရည်သွေးတွေကိုတတိပြခြင်းနေသေးတယ်သူကိုထိုက်တန်ပြီလို့ထင်မှစာချုပ်ဆက်ချုပ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်အားကြောင့်မလို့လီဗာပူးအသင်းနဲ့ဒီနှစ်ရှိတဲ့စာချုပ်ကိုပဲချုပ်ဆိုလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ here we go ဖြစ်သွားပါပြီတရားဝင်လီဗာပူးအသင်းဒီပြဖြစ်သွားပါပြီအဲ့တော့အီရာအိုလာနဲ့လီဗာပူးအသင်းတို့ဒီခေတ်ပြန်လည်စတင်ကြမယ်လုံးဝလီဗာပူးအသင်းမှာမမြင်ရတာကြာပြီဖြစ်တဲ့အနည်းဆုံးတော့ပြောင်းဆုံးနေတဲ့ exciting football high pressing football
စစ်လို့ရှာမှုအပြည့်နဲ့ကြည့်ရမယ် football ကိုကျွန်တော်တို့ Iraola လက်ထက်မှာပြန်မြင်ရမယ်လို့တော့ပြောနေမိပါတယ်အဲ့တော့ညီကိုတော့ဘယ်လိုမြင်ကြလဲလီဗာပူးအသင်း Iraola လီဗာပူးအသင်းနီးပြတစ်ဖြစ်လာမယ့်အပေါ်ကိုဘယ်လိုမြင်ကြလဲကွန်မန့်ထဲမှာဝင်ရောက်ဆွေးနွေးတော့ရပါတယ်ဒီဗီဒီယိုကိုဆုံးကြည့်ရှုပေးခဲ့တဲ့အတွက်ကြောင့်မို့လို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်